online နေပြီးတော့မှလွယ်လွယ်ကူကူနဲ့ထိုင်းဘတ်ငွေဝင်ငွေရမယ်နီလန်းလေးတစ်ခုကိုကျွန်တော်ဒီနေ့ပြပြချင်ပါတယ်ဘတ်ဈေးတွေကလည်းတက်လာတော့ဘတ်ငွေနဲ့ income တစ်ခုရထားမယ်ဆိုရင်ကျွန်တော်တို့အတွက်အထောက်အကူအများကြီးဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့ဗီဒီယိုလေးလုပ်တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ပြပြမယ့်နီလန်းကကျတော့ကိုတိုင်ကဘာမှအများကြီးသိလို့စရာမလိုဘူး online နေပဲဒီ product ကို promote လုပ်လိုက်ပြီးရုံနဲ့တစုံတစ်ယောက်ကဒီ product ကိုဝယ်သွားပြီဆိုရင်ကိုကအလိုလိုနေပြီးတော့ထိုင်းဘတ်ငွေနဲ့ဝင်ငွေရရှိမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လုပ်လို့ရတဲ့ platform ကတော့ကျွန်တော်ထိုင်းမှာအကြီးဆုံး shopping platform တွေဖြစ်တဲ့ Lazada နဲ့ Shopee ကနေပြီးတော့မှကျွန်တော်ဝင်ရမယ့်နည်းလမ်းဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီ Lazada app ကနေပြီးတော့မှဘတ်9000နီးပါးကျွန်တော်ရထားရှိတယ်ဆိုတော့ကျွန်တော်ပြောပြမယ်ဆိုရင်ကျွန်တော်စလောက်ရှင်မှာ16ဘတ်ရတယ်ပေါ့နော်နောက်တစ်လမှာကျွန်တော်ဘတ်400ကျော်ရတယ်နောက်တစ်ခါဘတ်1200ကျော်နောက်တစ်ခါဘတ်1400ကျော်တချို့လတွေကျတော့နည်းသွားတယ်ပေါ့နော်ဆိုတော့အခုနောက်ပိုင်းတော့ကျွန်တော်သိမလို့ဖြစ်ဘူးအဲ့တော့အရင်လကတော့ကျွန်တော်ဘတ်23ဘတ်ပဲရတယ်ဒါပေမဲ့ total ပေါင်းလိုက်တယ်ဆိုရင်ကျွန်တော်ဘတ်9000နီးပါးရထားပါတယ်โอเคဆိုတော့အဓိကကတော့ကျွန်တော်အထူးသဖြင့်အထိုင်းမှာရှောင်းတက်နေတဲ့မြန်မာကျောင်းသားတွေပေါ့နော်တခြားအလုပ်လုပ်နေတဲ့သူတွေဆိုလည်းရတယ်ဘယ်လိုမျိုးဆိုလုပ်လို့ရပါတယ်ကျွန်တော်ကိုယ်တိုင်လုပ်ကြည့်ပြီးတော့မှအလုပ်ဖြစ်ထားတဲ့အတွက်ကြောင့်မလို့ဒီကလူတွေကျွန်တော် share ပေးခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ Lazada application ပေါ့နော်ဆိုတော့အဲ့ထဲကိုကျွန်တော်တို့ဝင်လိုက်တယ်ပြီးတဲ့ခါကျရင်ကျွန်တော်တို့ဒီ Lazada account တော့ဖွင့်ထားပါတော့ဖွင့်ပြီးသားပြီဆိုရင်ဒီ Lazada application နဲ့ဝင်ပြီး account ဆိုတာရှိတယ်အဲ့အောက်နာမှာ last affiliate ပေါ့နော်သူကတော့ last affiliate ဆိုတာရှိတယ်အဲ့ထဲကိုဝင်လိုက်ပြီးရင်သူနောက်တဲ့ account တော့ထပ်ဖွင့်ရတယ်ကိုယ့်ရဲ့ဖုန်းနံပါတ်တွေ email တွေ information တွေအကုန်တောင်းတယ်ပေါ့နော်ပြီးတော့တခုရှိတာဒီ Thai Bank account တော့ရှိရမယ်ပေါ့နော်ကျွန်တော်ထင်မြန်မာဘဏ်နဲ့တော့မရဘူးတခြားနိုင်ငံခြားဘဏ်တွေလည်းရနိုင်တယ်ဒါပေမဲ့ကျွန်တော်ကတော့ Thai Bank နဲ့ဆန်းထားတယ်ပေါ့နော်ကျွန်တော် Thai Bank account နဲ့ကျွန်တော်ချိန်လိုက်တယ်လိုအပ်တဲ့ဒီ bank information တွေအကုန်ဖြည့်တယ်ကိုယ့်ရဲ့ဒီ passport တွေပါလည်းတောင်းတယ်ပေါ့နော်ပြီးတော့ကျွန်တော်ကဒီ Thai မှာဟိုပေါ့နော်အလုပ်ပြီးတော့နေနေတာမဟုတ်တဲ့အတွက်ကြောင့်မလို့tax information တော့ကျွန်တော်မှမရှိဘူးလက်ရှိလည်းကျွန်တော်ထိုင်းမှာမဟုတ်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီ tax မှာတော့ဒီ withholding tax မှာကျွန်တော် no လို့ပဲဖြည့်ထားလိုက်တယ်ပေါ့နော်ပြီးတော့ဒီလိုအပ်တဲ့ information ကိုကျွန်တော်တင်ထားလိုက်တယ်ဆိုတော့တင်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်စပြီးတော့မှလုပ်လို့ရပြီဆိုတော့ရသွားပြီဆိုရင်အခုလိုမျိုးဒီ Lazada affiliate page တဲကိုကျွန်တော်ရောက်သွားတယ်ပေါ့နော်အဲ့မှာဒီ product တွေအများကြီးရှိတယ်ပြီးနောက်မှာ and ဆိုပြီးတော့ဟိုရေးထားပြီးတယ်ပေါ့နော်ဥပမာနဲ့ပြောရမယ်ကျွန်တော်ဒီ awaiting husky လေးပေါ့နော်ဒီဘေးမှာ and ကိုကျွန်တော်နှိပ်လိုက်တယ်နှိပ်လိုက်ပြီဆိုရင်ဒီမှာ product ရဲ့ link နေအောက်မှာပေးထားရပေါ့နော်ပြီးတော့သူရဲ့ဓာတ်ပုံတွေလည်းယူသုံးရှင်သုံးလို့ရတယ်ကျွန်တော်တို့ဒီ get link ဆိုတဲ့နားမှာကျွန်တော် link ကိုယူလိုက်တယ်ယူလိုက်ပြီးတော့မှအဲ့ link ကိုကျွန်တော်တို့ promote လုပ်ရှင်တဲ့page မှာပေါ့နော်တွားပြီးတော့မှတင်လို့ရတယ်ဥပမာဆိုရင်ကျွန်တော် Facebook page မှာဆိုရင်ပေါ့နော်တချို့ဆိုတချို့တော့သတိထားမိရှင်မှာသတိထားမိမှာကျွန်တော် video ရဲ့အောက်မှာကင်မရာကျွန်တော်ဘယ်ကနေပြီးတော့ကျွန်တော်ဒီကင်မရာဝယ်ရဆိုတဲ့ link ကိုကျွန်တော်ပေးထားတယ်အဲ့ဒါဒီလိုမျိုး link ပေါ့နော်အကြိမ်တစုံတစ်ယောက်ကအဲ့ link တွေကိုနှိပ်ပြီးတော့မှဒီ Lazada application နဲ့ရောက်သွားတယ်ပေါ့နော်ရောက်သွားပြီးတော့မှသူကပစ္စည်းတစ်ခုခုဝယ်သွားရဲဆိုရင်သူဝယ်သွားတဲ့ပစ္စည်းတိုင်းရဲ့ percentage တစ်ခုကို commission နေနဲ့Lazada ကျွန်တော်ပြန်ပေးတယ်ပေါ့နော်ဆိုတော့ဒါတော့တော်တော်လေးကောင်းတဲ့နည်းလမ်းဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဘာမှလုပ်ကြမလို့ဘူး Lazada ကအကောင်လုံးတောင်းယူသွားတယ်ကိုယ့်ဘက်ကနေပြီးတော့မှ link လေး share ပေးလိုက်ရုံနဲ့ထိုင်းဘတ်ငွေအင်ခံရမယ်နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဥပမာတစ်ခုပြလိုက်ပါပေါ့နော်ဆိုတော့ကျွန်တော်ခုနကဒီ link မှာကျွန်တော် link ကို copy နှိပ်လိုက်တယ် copy နှိပ်လိုက်ပြီးတော့မှဒီကျွန်တော်ရဲ့Facebook page မှာပေါ့နော်ဒီ link ကိုကျွန်တော် share လိုက်လို့ရတယ်ဥပမာ comment တစ်ခုမှဖြစ်ဖြစ်ကင်မရာလို့ပဲကျွန်တော်ရေးလိုက်ဥပမာနည်းနဲ့ဆိုတော့အဲ့တော့ကျွန်တော် comment ပေးလိုက်တယ်ထားပါတော့ဒီမှာဆိုကျွန်တော် comment တင်ထားလိုက်ပြီဆိုရင်အဲ့အထဲမှာမှတစုံတစ်ယောက်ကဒီ link နဲ့ကနေပြီးတော့မှဝင်သွားမယ်ပေါ့နော်ဥပမာကျွန်တော်ဒီ link ကိုကျွန်တော်ဝင်ပြမယ်ဝင်ပြလိုက်ရင်ကျွန်တော်ဘယ်ထဲရောက်သွားလဲ Lazada application နဲ့ရောက်သွားတယ်ရောက်သွားပြီဆိုတော့တစုံတစ်ယောက်ကဒီ link ကနေဝယ်သွားပြီဆိုရင်ကျွန်တော်အနေနဲ့ commission ရပြီအဲ့တော့နီလန်းကတော့လွယ်လွယ်လေးပဲပေါ့နော်ဆိုတော့ဒါကတော့အကြမ်းဖျင်းပြောလိုက်တာဖြစ်ပါတယ်ပြီးတော့သူ့ရဲ့ထူးခြားချက်တစ်ခုကမင်းကုန်းထုတ်စရာရှိတယ်အကယ်၍ဒီ link နဲ့ဝင်ပြီးတော့မှဒီပစ္စည်းကိုဝယ်ပဲနဲ့တခြားပစ္စည်းဝယ်သွားရင်ရော commission ရမှာလားရပါတယ်ဆိုတော့ Lazada ရဲ့ဒီစီမီစီကတော့ကျွန်တော်ဖတ်ကြည့်တဲ့အခါမှာစုံတယောက်ဒီ link နဲ့ဝင်ပြီးတော့မှ9ရက်အတွင်းပေါ့သူဘာပစ္စည်းဝယ်တဲ့ပစ္စည်းရဲ့ commission တခုကိုကပြန်ရမှာဖြစ်ပါတယ်ဥပမာဘတ်1000နဲ့ဝယ်သွားရဲဆိုရင်သူကထားပါတော့ဒီ4% commission ပေးရဲဆိုဘတ်40ပေါ့နော်ဟိုဘတ်1000နဲ့ဝယ်ရင်တော့ကိုကဘတ်400ပေါ့နော်အဲ့လိုမျိုး commission ရမှာဖြစ်ပြီးကြောင်းလို့9ရက်အထိကိုတစ်ခေါက်နှိပ်လိုက်တာနဲ့9ရက်အတွင်းသူဘာဝယ်ရမှာဆိုတော့ဒါအထက်တက်တော့ဖြစ်တယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်ဒီနေ့ဆိုင်ပြလုပ်ကြည့်တာဖြစ်ပါတယ်ပြီးတော့ဘယ်လိုလုပ်လို့ရနီလန်းလေးကျွန်တော်အနေနဲ့ suggestion ပေးချင်တာရှိရပေါ့နော်ပထမဆုံးတစ်ခုကကျွန်တော် video တင်တဲ့အခါမှာ video ရဲ့ description မှာဖြစ်ဖြစ် comment မှာဖြစ်ဖြစ်အဲ့လို Lazada link တွေထည့်ပေးထားတာပေါ့နော်အဲ့ဒါနီလန်းတစ်ခုပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ group တွေရှိတယ်ပေါ့နော် group ထဲမှာတချို့ main ကိုမေးထားတယ်ရှိတယ်ဟ
ဥပမာဒီပစ္စည်းဆိုရင်ဘယ်ကဝယ်ရလဲမသိဘူးဝိုင်းရှာပေးကြပါအောင်ဆိုရင်ကျွန်တော်အဲ့ခါကျရင် okay ဒီ Lazada မှာဝယ်လို့ရတယ်ဒီ link ကနေဝင်ကြည့်လိုက်တော့လို့ပြောလိုက်ရင်တစုံတရာဝင်ကြည့်ပြီးတော့ဝယ်သွားရဲဆိုရင်ကိုက commission ရတယ်အဲ့ဒီလမ်းလည်းရှိရပါတော့နောက်တစ်ခုကကျတော့ကျွန်တော် group တစ်ခုထောင်ကြည့်လိုက်သေးတယ်အဲ့တော့ကျွန်တော်ဒီ desktop setup နဲ့ဒီ steady table ပုံစံမျိုးပေါ့နော်အဲ့ထဲက accessory ကိုကျွန်တော် recommendation အနေနဲ့ post တင်ပြီးတော့ပေါ့နော်ကျွန်တော်လုပ်ကြည့်ပါသေးတယ်ဆိုတော့အဲ့တော့ကျွန်တော်ခဏ try ကြည့်လိုက်သေးတယ်အဲ့တော့ကျွန်တော် try ကြည့်လိုက်တဲ့ဒီ total down shot ကတော့ background down ဒီမှာရသွားတယ်ပေါ့နော်နောက်ပိုင်းတော့ကျွန်တော်ထပ်မလုပ်ဖြစ်တော့ဘူးပေါ့နော်ဟိုအချိန်မပေးနိုင်တာလည်းပါတယ်လက်ရှိလည်းကျွန်တော် time မဟုတ်တော့ဘူးဆိုတော့အခုကျွန်တော်ရှင်းပြသွားတာဒါ Lazada နဲ့ပတ်သက်ပြီးရှင်းပြသွားဖြစ်ပါတယ် Shopee လည်းထုံနေတူပါပဲ Shopee application နဲ့ဝင်မှာပြီး Shopee affiliate ဆိုတဲ့ tab လေးရှိရပေါ့နော်အဲ့ဒါမှာဝင်ပြီးတော့လိုရတဲ့ information တွေဖြည့်ပြီးတော့မှဒီ Shopee link ကိုယူပြီးတော့မှအခုလိုမျိုးmarketing ပေါ့နော်ပြောရမယ် affiliate marketing လို့ခေါ်တယ်အဲ့ link ကို share ပြီးတော့စုံတစ်ယောက်ကဝယ်သွားရဲဆိုရင်ကိုက commission ရတာဖြစ်ပါတယ်သူရဲ့ပေးတဲ့ပုံစံတော့ဒီလတိုင်းတစ်လားတစ်ခါပေါ့နော်သူကကိုယ့်ရဲ့ time plan account တွေကို direct ထည့်ပေးတာဖြစ်ပါတယ်မြန်မာငွေကလည်းတော်တော်လေးဖောင်းပွားလာတယ်ပြီးတော့ time plan ငွေနဲ့ income တစ်ခုရတာမယ်ဆိုရင်တော့အနည်းဆုံးကိုယ့်ရဲ့အိမ်လားကဖြစ်ဖြစ်ဟိုတကယ်ကြိုးစားရင်ကြိုးစားသလိုလည်းရနိုင်တယ်ပေါ့နော် video တွေတေချာတင်ပြီးတော့ဟိုလုပ်မယ်ဆိုရင်လည်းတေချာရနိုင်တဲ့ income လေးတစ်ခုပေါ့နော်အဲ့တော့ try ကြည့်ကြပါမသိတာရှိရဆိုရင်လည်းဒီ comment ထဲမှာမေးကြလို့ရတယ်ကျွန်တော်ဘက်ကတော့ကျွန်တော်အတတ်နိုင်ဆုံးတော့ဖြေပေးမယ်ပြီးတော့ဒီဟာကိုလုပ်နေတဲ့သူတွေ suggestion တွေရှိတယ်ဆိုရင် comment ထဲမှာရေးခဲ့လို့ရပါတယ်ကျွန်တော်အတိအကျမှာပဲအခုလိုမျိုး affiliate လုပ်ပြီးတော့မှဒီတစ်လောက်ပတ်18000လောက်ဒီရတဲ့လူတွေလည်းရှိရပါတော့မြန်မာဝင်လဲဆို30လောက်ရတယ်ပေါ့နော်ဒါအလုံး try ကြည့်ကြပါအကယ်၍ကိုယ့်ရဲ့တင်ငယ်ချင်းတွေမိတ်ဆွေအပေါင်းအသင်းတွေထိုင်းမှာရောက်နေရဆိုရင်လည်းဒီ video လေး share ပြီးတော့မှဝင်ရပေးလို့ရပါတယ်ဆိုတော့ဒီနေ့ video ကဒီလောက်ပါပဲဆက်ပြီးတော့မှဘာ video တွေထပ်သိချင်လဲဘာမျိုး video တွေသိချင်လဲ comment ထဲမှာရေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်